ဒီနေ့ကတော့ဒီနေ့အတူတူပြောလိုက်တယ်ဒီမှာကီယာ6တိကိုပီအတူတူပြီးတော့မှကျွန်တော်ကဒီမှာနောက်တစ်ပြင်က933ရထားတယ်နော်933ရထား933ရထားတယ်ကျွန်တော်ကဘယ်လိုပြောလဲဆိုညညနေဝန်းကျင်ညညနေဝန်းကျင်ရ9တုံးညနေဝန်းကျင်9တုံးညနေဝန်းကျင်ဒီကနေ့9တုံးဆိုတော့9တုံးကဘာလို့ကပ်ပြီးရမှာဆိုတော့ဒီနေ့ဝန်ကြီးအောင်9တုံးဆိုတော့ကျွန်တော်3ညကိုတိုက်တယ်နော်3ညကိုရဖို့ဟုတ်ပြီနားနေဆိုရင်လည်းကျန်ရတယ်9ရယ်6ရယ်ဖြစ်ပြီ3ညဘာကြီးတိုက်လို့ဆို3ည30 90 60အဲ့ဒါပဲအဓိကမင်းဆိုပြီးဟုတ်ပြီနော်ဒီနေ့အဲ့ဒါဘယ်လောက်ဟုတ်ပြီနော်အဓိကမင်းဆိုပြီးနိုင်ရတော့ချင်းရှိတယ်နော်ဒီမှာဆိုဒါလေးပြည့်ကြည့်ထားနော်ဒါမိန်းမတကောင်မိန်းဟုတ်ပြီနော်ဒါပုံရဖြစ်ဒါ